နေ့တော့အရန်ကိုလွယ်ကူပြီးတော့ရိုးရှင်းနဲ့ပဲပင်မဟင်းချိုလေးချက်စားဖြစ်ပါတယ်။ပါဝင်ပစ္စည်းတွေကလည်းအရန်ကိုရိုးရှင်းပြီးတော့ချက်ရတာလည်းလွယ်ကူတယ်။အချိန်တူအတွင်းနဲ့လုပ်ပြီးတော့တောက်လို့ရတဲ့အရာလေးပါနော်။ရင်နွေးအစားကြက်ရိုးပြုတ်ရည်နဲ့လည်းထည့်လို့ရတယ်လို့တခြားအသားပြုတ်ရည်တစ်မျိုးမျိုးလေးလည်းထည့်လို့ရပါတယ်။ဒီချိုကတော့ပစွန်ချောက်လေးပဲထည့်လိုက်ပါတယ်နော်။ပဲပင်မဟင်းဟာကီလိုရီနည်းပြီးတော့အာဟာရဓာတ်များစွာပါဝင်တဲ့ကျန်းမာရေးအတွက်ကောင်းမွန်တဲ့အစားအစာတစ်မျိုးပါနော်။ဗိုက်တာမင် C အမြင့်တန်းနဲ့သတ္တုဓာတ်တွေပါဝင်လို့ကိုယ်ခံအားကိုလည်းအားကောင်းစေပြီးတော့အစာချေစနစ်ကိုကူညီပေးနိုင်ပါတယ်။ရေတက်လည်းဖြည့်တင်းပေးတဲ့အတွက်ကြောင့်မို့ခန္ဓာကိုယ်ကိုလန်းဆန်းစေပြီးတော့ဝိတ်ထိန်းတဲ့သူတွေအတွက်လည်းတော်တဲ့ဟင်းရည်တစ်ခွက်ဖြစ်တာမို့တောက်ကြည့်သင့်ပါတယ်နော်။သူ့မှာပါဝင်တဲ့ပါဝင်ပစ္စည်းတွေကလည်းအရန်ကိုရိုးရှင်းပါတယ်။ချက်သားပြုတ်ရည်ဒါမှမဟုတ်လို့ရှိရင်ရေနွေးရမ်းချင်သည့်ချက်သွန်နီချက်သွန်ဖြူနဲ့ဟင်းခတ်မုတ်ငရုတ်ကောင်ပဲပင်ပေါက်တို့ပဲဖြစ်ပါတယ်နော်အရန်ကိုရိုးရှင်းလွယ်ကူပြီးတော့ချက်ရလေးလွယ်ပြီးတော့တောက်လို့လည်းကောင်းတဲ့ဟင်းရည်လေးတစ်ခွက်ပါအားလုံးပြီးသွားလို့ချင်းစလေးတောက်ချင်နေဆိုရင်တော့တမယာသီးလေးညှစ်ပြီးတော့တောက်သုံးနိုင်ပါတယ်စားတောက်တဲ့ပတ်သက်တဲ့ဗီဒီယိုကိုတင်ပေးသွားမှမလို့အကောင့်လေးကို follow လုပ်ထားပေးပါအောင်ရှင်